ဒီနေ့ကတော့ရှမ်း5ပေါင်းအုံလေးလုပ်ပြတော့မှာပါပါဝင်တဲ့ပစ္စည်းကတော့ရှမ်းနန်းနန်းဖက်ဖက်ပင်စိမ်းဒီပါပါတယ်ပြီးတော့ခရမ်းချင်တီကျက်သွန်နီကျက်သွန်ဖြူပြီးတော့ဒီကျင်းနည်းနည်းပါမယ်ပြီးတော့ဘဲပုတ်ပါပါတယ်ဒီထက်မှာတော့ဘဲပုတ်ကိုမရိုက်ပြတော့ထားပါဘူးဒါတွေကတော့ပါဝင်တဲ့ပစ္စည်းတွေပါငရုတ်ဒီစိမ့်လေးထည့်ပါတယ်အဲ့ဒါတွေကိုတောက်ဆင်းထားမယ်ပြီးတော့ကျွန်တော်တို့နယ်မယ်နိုင်ကောင်းလဲပါတယ်အဲ့ဒါလေးကျွန်တော်တို့နယ်မယ်တောက်ဆင်းပြီးတော့တီးတော့အောင်ဖြစ်ပြလဲပါတယ်နှောင်နေတယ်ဘဲပုတ်လေးထည့်ပြီးတော့နယ်လိုက်တယ်အကုန်လုံးနယ်ပြီးတော့ရထားတဲ့ဟာတွေအကုန်လုံးကိုတောက်ဆင်းလိုက်တယ်အပေါ်နဲ့အောက်နဲ့နယ်ပါတယ်လက်စမကြလို့လည်းအိတ်တုံးထားပါတယ်တောက်ထဲတယ်ငါတော့ငါဒီနေရာနဲ့ဒီနေရာတက်တဲ့အများတော့ဒီပေါ့နော်ဒါကတော့ကိုယ့်ရဲ့နေပေါ့နော်ဒီလိုဒီဆိုရင်လည်းကြိုက်တော့အတောက်လိုက်အစားလေးရအောင်လေအတောက်လိုက်ကိုထည့်ပြလိုက်ပါပေါ့နော်ဆန်းချင်ဒီထပ်ထည့်ရပြင်စိတ်ဆန်းနန်းနန်းရချင်းပါထဲတယ်ချင်းရတာတော့ပြည့်တိုင်းလဲဒီတော့ငါးရုံနိုင်ဟုတ်တဲ့ချင်းတန်းနဲ့အမိဒီအကြီးထဲပါနော်ဒီတက်တန်ဖြူချင်းတော့တော့လည်းထည့်ထားတယ်ဒီကတော့နည်းစီတုံးထားတယ်နည်းရယ်နော်ဟာပြကဲကျွန်တော်ဖတ်ထဲပါတယ်ငါ့ကိုအတင်းသုံးမယ်ပြီးရင်ဖတ်ထဲမယ်ခဏလဲထားတဲ့ဟာတွေကိုဖတ်ထဲကိုအကုန်လုံးထည့်လိုက်ပါတယ်ကဲဖတ်ထဲကိုတက်လေးနဲ့ထည့်ဖတ်ကလည်းဒီပညာလေးရှိတယ်အကိုရအောင်ပြီးတော့ပြောဖတ်ဖို့စေးတဲ့ရစေးပြင်နေလမ်းရတယ်ဒီမလန့်တော့မမာလေးဖြစ်တယ်ဒီထဲပါပြီလူရလေးကမခတ်ပါဘူးလှစားရှိဖို့ပြောချင်ပါလေလူလိုက်ပုနာကျွန်တော်ကဒီ fire နဲ့ပဲသုံးပြီးတော့กินမှာဆိုတော့အဲကြောင့်ဒီခဲပတ်လေးသုံးလိုက်တာပါတကယ်တော့နည်းနည်းတက်လာပြီဆိုနောက်ဆုံးမှလေအဲဒီဟိုပေါ့ငပြောဖတ်နေပဲပြန်ခွာပြီးခဲပတ်ကိုပြန်ခွာပြီးငပြောဖတ်နေกินလိုက်တော့အနှံ့ပုံလေးတွေပူပြီးတော့6တယ်6လိုက်ရင်ပူစားကောင်းတယ်ပေါ့နော်အရတာတော့အရင်စားကောင်းတယ်လူလိုက်ပုနာ